ဤကဘာလောကတွင်လက်စွပ်၅ကွင်းရှိပါသည်ထိုလက်စွပ်အားလုံးကိုစူးစီးနိုင်သူသည်တလောကလုံးကိုအုပ်စိုးနိုင်မည်ဖြစ်သည်ထောင်ရှိသည်ဟုခေါ်သောလူတဦးသည်လက်စွပ်၄ကွင်းကိုစုဆောင်းပြီးဖြစ်ကာယခုအခါနောက်ဆုံးလက်ကျန်ဖြစ်သောတတုလက်စွပ်တာလိုပါတော့သည်သို့သောထိုလက်စွပ်ဤပိုင်ရှင်မှာဘာမှအသုံးမကျဟုထင်ရသောအာချင်းအေးဟုဆိုသည့်လူငယ်လေးတဦးဖြစ်နေလိမ့်မည်ဟုမည်သူမျှမထင်မှတ်ထားခဲ့ကြပေအာချင်းတွင်ကဘာပေါ်ရှိမည်သည့်တတုမျိုးကိုမဆိုထိန်းချုပ်နိုင်သည့်စွမ်းအားရှိတော်လဲသူကိုယ်တိုင်မှမူထိုစွမ်းအားရှိနေမှန်းမသိရှာပေသို့သောဂျန်ယေဇဟေအမည်ရှိသောအဖိုးအိုတဦးကအာချင်းတွင်၌ကိန်းအောင်နေသောစွမ်းအားကိုတစ်ချက်ကြည့်ယုံဖြင့်သိမြင်သွားခဲ့သည်အဖိုးအိုသည်အာချင်းကိုဖမ်းဆွဲကာသူ၏တပည့်အဖြစ်ခံယူရန်ဆန္ဒရှိမရှိမေးမြန်းခဲ့သည်သို့သောအာချင်းကအဖိုးအို၏အသက်အရွယ်ကိုကြည့်ပြီးချက်ချင်းပင်ညှင်းပယ်လိုက်သည်အဖိုးအိုသည်စိတ်မဆိုးပဲမင်းစိတ်ပြောင်းသွားရင်မြို့ထဲကိုလာပြီးငိုက်ကိုရှာလိုက်ပါဟုပြောကြားကာကိုရောင်ဖြောက်ပြီးထွက်ခွာသွားခဲ့သည်ထိုအချိန်ကြမှသာအာချင်းသည်အဖိုးအိုမှာအစစ်အမှန်ပညာရှင်တဦးဖြစ်ကြောင်းသိလိုက်ရသည်ထိုညအာချင်းအိမ်ပြန်ရောက်သောအခါသူ၏ဖခင်မိုက်ဘဲကစီမှာရုတ်တရက်ခြေထောက်နာပြီးထောနဲ့ဖြစ်နေသည်ကိုတွေးလိုက်ရသည့်အကြောင်းရင်းကိုမေးမြန်းကြည့်သောအခါထိုနေ့အစောပိုင်းကအာချင်းသည်ဒေသခံလူမိုက်အဖွဲ့တစ်ခုနှင့်ပြဿနာတက်ခဲ့သည်ဖခင်ဖြစ်သူမိုက်ကတားဖြစ်သူကိုကာကွယ်ရန်ကြားဝင်ဖြေရှင်းပေးခဲ့သည်လူမိုက်များကမိုက်ကိုပြင်းပြင်းထန်ထန်ရိုက်နှက်ယုံသာမကလူများရှေ့တွင်ဒူးထောက်ခိုင်းခဲ့သည်ဤအကြောင်းကိုကြားလိုက်ရသောအခါအာချင်းသည်ဒေါသအလိမ့်လိမ့်ထွက်လာပြီးချက်ချင်းပင်ကလဲစားချေခြင်းစိတ်ပြင်းပြလာခဲ့သည်သို့တော်မိမိကြောင့်ဖခင်ဖြစ်သူထပ်မံအနေရဖြစ်မိကိုစိုးရိမ်သဖြင့်မိမိကိုယ်တိုင်အင်အားတောင့်တင်းလာသည့်အချိန်ထိစောင့်ဆိုင်းရန်ဆုံးဖြတ်လိုက်သည်ထို့ကြောင့်အာချင်းသည်ကလဲစားချေနိုင်ရန်အတွက်အားကောင်းသောစွမ်းအားရှင်တဦးဖြစ်လာစေရန်ချက်ချင်းပင်ခီးစတင်ခဲ့ပါတော့သည်အာချင်းသည်အဖိုးအိုကိုရှာဖွေရန်မြို့စီသို့တဦးတည်းထွက်ခွာလာခဲ့သည်အဖိုးအိုသည်အာချင်းရောက်လာလိမ့်မည်ကိုကြိုတင်သိရှိနေခဲ့သည်အာချင်းရောက်ရှိလာသည်နှင့်တပြိုင်နက်အဖိုးအိုသည်သူ့ကိုဖမ်းဆွဲလိုက်ပြီးမျက်တောင်တစ်ခတ်အတွင်းမှာပင်ခမ်းနားထည်ဝါသောခမ်းမကြီးတစ်ခုအတွင်းသို့ကိုရောင်ဖြောက်ကခေါ်ဆောင်သွားခဲ့သည်ထို့နောက်အဖိုးအိုသည်အာချင်းသည်သူမှန်တကယ်ရှာဖွေနေသည့်သူဟုတ်မဟုတ်စမ်းသပ်ရန်အတွက်အာချင်း၏ဓားမြောင်ကိုတမင်တကာလူယူလိုက်ပြီးလေရဲသို့ကန်တင်လိုက်သည်အာချင်းသည်ဓားမြောင်နောက်သို့ပြေးလိုက်ရင်းလက်ကိုဆန်တန်းကာစိတ်ဖြင့်ထိန်းချုပ်ရန်ကြိုးစားလိုက်သည်ထိုအခါဓားမြောင်သည်ရုတ်တရက်အာချင်း၏လက်ထဲသို့ပြန်ဝဲရောက်ရှိလာခဲ့သည်ဗင်းကိုမြင်လိုက်ရသောအခါအဖိုးအိုသည်သူစောင့်မျှော်နေခဲ့သောသူမှာအမှန်တကယ်ပင်ပေါ်ထွက်လာပြီဖြစ်ကြောင်းတေချာသွားခဲ့သည်ထို့နောက်တွင်အဖိုးအိုသည်အာချင်းကိုတတုကိုမိတို့ထိန်းချုပ်ရမည်ဟုသောပညာရက်အားစတင်သင်ကြားပေးလေသည်အာချင်းသည်ပင်ကိုပါရမည်ရှိသူဖြစ်သည့်အားလျော်စွာဤအတတ်ပညာကိုအချိန်တို့အတွင်းကျွမ်းကျင်ပိုင်နိုင်လာခဲ့သည်ထိုအခါအဖိုးအိုသည်တက်ကြီး၅ပါးလက်စွပ်များထဲမှတစ်ခုဖြစ်သောတတုလက်စွပ်ကိုဆင့်ခေါ်လိုက်ပြီးအာချင်းအားဤလက်စွပ်ကိုဂယုတစိုက်စောင့်ရှောက်ရန်မှာကြားလိုက်ပါတော့သည်ထောင်သည်လက်စွပ်၅ကွင်းနှင့်၄ကွင်းကိုရရှိထားပြီးဖြစ်ကာတလောကလုံးကိုအုပ်စိုးပြီးလူသားမျိုးနွယ်ကိုဖျက်ဆီးပြရန်အတွက်ပိစမမြောက်လက်စွပ်ကိုပါရယူလိုနေသူဖြစ်သည်ဤအကြောင်းကိုကြားလိုက်ရသောအခါအာချင်းသည်လက်စွပ်ကိုလက်ခံရန်ညှင်းဆန်ပြီးပြန်ပေးရန်ကြိုးစားခဲ့သည်တစ်ဖက်တွင်မူရှာဖန်ခက်ဆရဒီဖေဟုခေါ်သောအမျိုးသားတဦးသည်မိန်းကလေး၃ဦး၏ကပြဖျော်ဖြေမှုကိုအာရပါရကြည့်ရှုခံစားနေခဲ့သည်သို့တော်ခဏအကြာတွင်ထိုနေရာ၌တခုခုထူးဆန်းနေသည်ဟုသူစတင်ခံစားလိုက်ရသည်ရုတ်တရက်ဆိုသလိုကချေသည်မိန်းကလေးများထဲမှတဦးကရှာဖန်ကိုတိုက်ခိုက်ရန်ကြိုးစားလာသည်ရှာဖန်သည်မိသက်အရှင်ချယ်ရစ်ဘတ်ဂျီဇရီတဦးဖြစ်သောကြောင့်သူ့ကိုထောင်ချောက်ဆင်ရန်ကြိုးစားခြင်းဖြစ်သည်ထိုမိန်းကလေးများသည်ရှာဖန်၏မီးလက်စွပ်ကိုရယူရန်အတွက်ဗင်းတို့၏အရှင်သခင်ကစေလွတ်လိုက်သူများဖြစ်ကြသည်ထို့ကြောင့်ပင်သူတို့အကြားတွင်ပြင်းထန်သောတိုက်ပွဲတစ်ခုစတင်ဖြစ်ပွားပါတော့သည်သို့တော်လည်းထိုမိန်းကလေးများသည်ဒိုဝဲခွတ်ဆဲခွန်အားကိုမရှင်နိုင်ဘဲလက်စွပ်ကိုမရရှိခဲ့ကြပေထို့နောက်ခက်ဆရဲကိုသည်သူ၏လက်စွပ်ကိုအသုံးပြုလေမော်ဝင်ပေါက်တစ်ခုကိုဖန်တီးလိုက်ပြီးဝင်းထဲမှမိမ့်မတရဲတကောင်ထွက်ပေါ်လာသည်ထိုမိမ့်မတရဲကမိန်းကလေးများကိုတိုက်ခိုက်တော့မိအချိန်မှာပင်ရဲခရောက်ရှိလာပြီးထိုတိုက်ခိုက်မှုကိုအလွယ်တကူတားဆီးလိုက်သည်ထို့နောက်သူသည်တစ်ချက်တည်းဖြင့်ခဲဇရဒေးဖဲကိုတပ်ဖြတ်ကာသူ၏လက်မှမီးလက်စွပ်ကိုလူယူလိုက်သည်ထိုအခါမှသာရဲသက်သည်တက်ကြီး၅ပါးလက်စွပ်များကိုရှာဖွေနေခြင်းဖြစ်ကြောင်းနှင့်ယခုအခါလက်စွပ်၄ကွင်းကိုအောင်မြင်စွာရရှိထားပြီဖြစ်ကြောင်းသိရှိခဲ့ရသည်သူမရရှိသေးသည့်တခုတည်းသောလက်စွပ်မှာရွှေလက်မစွပ် LCGSD ဖြစ်ပြီးဝင်းရှိမိနေရာကိုလည်းသူမသိသေးပေလက်စွပ်အားလုံးကိုရရှိပါကဘာကြီးကိုအုပ်စိုးနိုင်လောက်အောင်အစွမ်းထက်လာမည်ဖြစ်သောကြောင့်ရဲခတ်သည်အလွန်စိတ်လှုပ်ရှားနေပုံရသည်
ထိုပန်းတိုင်အတွက်သူသည်ရွှေလက်စွပ်ကိုသာလိုအပ်တော်သည်